ကန်ကောင်းချင်းလေးကနေစရာမရှိတဲ့ကောင်ကိုလက်ခံခဲ့တာအနောက်ခင်မကန်တိုက်ထဲကမျိုးကန်ကြောင်လေးမှာစိုက်ကားတွေနေပြီးတော့ဈေးတွေဝဲချားလူတွေငေးပေမဲ့မျက်ရည်တော့မကြဘူးဈေးကျုံနားမှာ VEC ကငယ်ချင်းတယောက်ကိုပြန်တွေးတော့ပြုံးပြလိုက်တယ်ကျွန်တော်ရှက်မနေတော့ပါဘူးအောင်မြင်မတွေးပါငါမပေးခဲ့ဘူးစိတ်ဓာတ်မကြလို့အော်နောက်တစ်ချိန်မှပြန်လေကဟာမငါအန်ချိတ်ပြီးပြုံးထားခဲ့တာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးသိမ့်ကြုံမပြောနဲ့ဒီဘဝဒီစင်ရဲ့တွင်ကလွတ်ဖို့ရာဒီတချင်းလေးတွေကကောင်းရိုးလေးတမင်းစားဖန်နေကလက်လက်ကိုထားလို့အင်တာဗျူးမှာလွမ်းပိုင်ပြောတာလူတိုင်း underground ကိုလာလို့ရတယ်တဲ့စိုက်ကားနေပတ်စံစုအင်တာနက်ဆိုင်ထိုင်ပြီးမန်းလေးမျိုးကချင်းလေးတွေလိုက်ပြီးတော့ရှာတော့ကြလာတယ် MRC ကကြောစင်နဲ့တွေ့ချင်းတွေစုံစမ်းတော့ဘယ်သူကမှမခေါ်ချင်းခဲ့ပြီဒါကစတူဒီယိုဒါကချင်းတီးတဲ့နေရာဒါက